chakra ခုနှစ်ခုอ่ะလေကျမတို့ကတေချာဂယူးဆိုင်ပြီးတော့ထိမ့်သိမ့်ရမယ်ကိုယ်ပိုင်ယတနာတွေပဲတော်တော်များများထင်ကြတယ်ငါမှပတ်စံလေးသိမ့်တရားရှင်အဲ့ဒီသိမ့်တရားကိုငါချစ်ကုတ်ကုတ်စုဆောင်သိမ့်စေမယ်လူရပတ်စံမှတမှုရှိရချင်တာ is actually ပတ်စံက your energy ကြောင့်ရလာတော့မဟုတ်လား so you have to protect your energy very first အဲ့ဒါအရန်ကိုအရေးကြီးတယ်စဉ်းစားကြည့်ကွာဟိုငွေကြေးပစ္စည်းဥစ္စာတွေဆိုတာတင် energy ဆိုတဲ့အရာပေါ်မှာအခြေခံတာ energy ဆိုတာကလေသိလား emotion ဆိုတာက energy and motion energy in motion so that's why I take care of my energy ဟိုကျွန်တော်ပြောကြတယ်အရင်အကြည့်တက်ရှိအောင်ဘယ်လိုနေလဲ energy ကိုဘယ်လို take care လုပ်လဲမင်းကိုချစ်တတ်တယ်ဆိုတော့အဲ့ဒါပဲထားပါတော့သူများအသက်မတက်ဘူးမလိမ်ဘူးမခိုးဘူးဒီအရာကိုလုပ်တယ်ဆိုတာလေဖះကိုကြောက်လို့နာမည်ကောင်းလို့ကျင်လို့အဲ့အရာကြီးကြောက်လို့ရင်မင်းကကိုမချစ်တာဒါငါဘက်တီလာအောင်မှာနော်ဖះကြောက်လို့စောင့်နေတီလာနဲ့ငါဒီငါရဲ့ energy မှာမကောင်းတဲ့အငွေအသက်လုံးဝအဝင်မခံဘူးဘာကြောင့်လဲဆိုတော့အဲ့အငွေအသက်ကဘယ်သူစီမှမရောက်ဘူးငါစီပဲပြန်ရောက်မဲ့အရာဆိုတော့ကောင်းကောင်းသိတယ်အဲ့ဒီတော့ဒီဟာကိုသိရင်ဘယ်သူမှလိုက်ပြီးတော့ဟိုထောင်နေရက်စခန်းနေ it's like တည်ရမလားအဲ့လိုနေရာရောရှိတော့မဟုတ်လေဟိုဘာဖြစ်နေရလဲကျွန်မမသိဘူးကျွန်မအဲ့အကြောင်းရအောင် Celtic family နဲ့ meeting time နဲ့အချိန်တိုင်းကျွန်မပြောလိုက်လို့ရှင် wow ဆိုပြီးတော့ဖြစ်တယ် it's like ကျွန်မပြောချင်တာကျွန်မဒီသူများထက်ကြီးမြတ်နေရတယ်မဟုတ်ဘူးလူတိုင်းမှာမတူညီတဲ့ journey ရှိတယ်တခုရှိရလေဒီ journey ကိုကရှောက်ခဲ့တယ်ဆိုရင်ကိုလမ်းမှာကိုတွေ့ကြုံနေရတယ်ဥမာကွာတောကြီးတော်ထဲကိုဝင်မယ်ကွာအဲ့ဒီတောကြီးမှာသားရဲတွေရှိရဲဆိုရင်ဒီတောကိုဖြတ်ကူးတဲ့သူကဒီမှာတော့ဒီသားရဲကြီးတွေများတယ်ဒီစကြက်မှာဆိုရင်ဒီကောင်ကြီးကြက်စားတယ်ဒီမှာဆိုရင်တော့ဒီဘလူးကြီးတွေရှိတယ်စသဖြင့်အဲ့လိုကိုယ့်ရဲ့အတွေ့အကြုံကို journey မှာကိုဖြတ်လာခဲ့တဲ့အတွေ့အကြုံ sharing လုပ်တာပဲဒါကို insecurity တွေရှိတဲ့သူအနေနဲ့ကြည့်ရင်တော့ဟာဒီတယောက်ကဘာပြောနေလဲယူနှမ်းနေပြောနေလား तू ကသူ့ကိုသူ goddess လို့ထင်နေYou are goddess. I am goddess. Yes, and you are goddess. Goddess ဆိုတာဘာလဲဆိုတော့ကိုယ့်အတွင်းထဲမှာရှိရဲ့အဲ့ဒီခုနကပြောရဲ seven chakra မှာ operate လုပ်နေတယ်ဒီ frequency chart မှာရှိနေတယ် frequency ဇယားမှာရှိနေတယ်အမှတ်တစ်ခုမှာ goddess frequency အမှတ်တစ်ခုမှာရှိအောင်ကို operate လုပ်ထားတယ်မြည်သူမဆိုတောင်းစားဖြစ်ပါစေအောင်နော် goddess god and goddess ပဲသိလားဆိုတော့ဘယ်လိုပြောပြအောင်လဲကျွန်တော်အရင်အားကြီးလဲပါနေပြီဟိုပြောချင်တာလေးသိလားကို့မှာလေဒီလောက် free ရနေတဲ့ energy ကိုဘာဖြစ်လို့လူတွေတမိုးမထားပါလဲစဉ်းစားလိုက်တယ်ကျွန်မအသေးအရင်ရတယ်ဒီတော့နောက်တစ်ခုကိုသွားမယ်နော်နောက်တစ်ခု